ပါရှင်။ညံကြီးရှင်ရှမ်းတောင်မြင့်ကော်ဖီမှကြိုဆိုပါရရှင်။ကျမတို့ညံကြီးရှင်ရှမ်းတောင်မြင့်ကော်ဖီအားဆိုလို့ရှိရင်ရှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ခတ်တာလန်းရွာမရက်ကွက်မှာတည်ရှိပါရရှင်။မန္တလေးကလာမယ်ဆိုလို့ရှိရင်ရွာငံမြို့ဝင်ပြီးလို့ရှိရင်လမ်းရဲ့ဘက်ဘက်ချမ်းမှာတည်ရှိပါရရှင်။ညံကြီးရှင်ကော်ဖီအားနေပြီးတော့ညံကြီးရှင်ကော်ဖီမှုန့်နဲ့ drip coffee ready made coffee များကိုလည်းထုတ်လုပ်ပါတယ်။ရွာငံဒေသအတွက်ပြားရည်နဲ့လက်ဖက်ချောက်များကိုလည်းထုတ်လုပ်ပါတယ်ရှင်။ညံကြီးရှင်ကော်ဖီထုတ်ဖို့အနေနဲ့ USDA organic လက်မှတ်ရနယ်သာလန်ကပေးထားတဲ့လက်မှတ်ကိုရရှိထားတဲ့ organic coffee ကိုထုတ်လုပ်ဖြန့်ဖြူးပါတယ်ရှင်။ညံကြီးရှင်ကော်ဖီကိုပြည်ပနိုင်ငံများမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံဟောင်ကောင်ထိုင်ဝမ်ဂျပန်နိုင်ငံများကိုတင်ပို့ရောင်းချပါတယ်ပြည်ရင်းမှာဆိုလို့ရှိရင်မြန်မာတိုင်းနိုင်ငံလုံးတိုင်းတာအနေနဲ့ City Mart များ Orange Supermarket များမှာရရှိပါတယ်ရှင်။